အားလုံးပဲမင်္ဂလာပါ老师ကတော့ဒီချေချိုလေးလေးနဲ့ပြင်သင်တဲ့ကြောင်းကချွန်老师ဖြစ်ပါတယ်老师ကဒီနေ့应该အတိတ်ပဲကတော့တင်တယ်ဒါကိုသုံးပြီးတော့ဘယ်လိုလေးတွေတရုတ်လိုပြောလို့ရမလဲဆိုတော့လာပြီးတော့မျှဝေပေးသွားပါမယ်ပထမဆုံး你တရုတ်စာတင်တယ်ဒါဆိုရင်你应该学习汉语你应该学习汉语ပြီးရင်你အင်္ဂလိပ်စာတင်တယ်ဒါဆိုရင်你应该学习英语你应该学习英语你နိုင်ငံခြားကိုသွားပြီးတော့အလုပ်လုပ်တင်တယ်ဒါဆိုရင်你应该出国工作你应该出国工作你အလုပ်တစ်ထပ်ပြီးတော့ရှာတင်တယ်你应该再找新工作你应该再找新工作你အနားယူတင်တယ်你应该休息你应该休息你စောစောလေးအိပ်တင်တယ်你应该早点睡觉你应该早点睡觉ဒီနေ့တော့老师ဒီလောက်ပါပဲနောက်ဗီဒီယိုမှာဆက်ပြီးတော့မျှဝေပေးသွားပါမယ်大家再见